global 1 ruby ဟာအာယောအပေါ်ကောင်လေးလဲ global run roger global ဟာ global တွေကြီးပဲကျန်းလာရင်တော့မပိနေတော့အမ triple game ဗျာယော mini ရဲ့ကဲ mini ရခေါ်ကြည့်လို့ဘယ်နှမိနစ်မှမရှိသေးဘူး3မိနစ်ခွဲတော့မရှိသေးဘူးအဲ့ဒီရောက်ပြီပြန်ဝင်တယ်ပြန်ရိုက်တယ် level အထူးပဲနော် level အထူးပဲဒါပေမဲ့မခေါ်ဘူး oh my god အယောအဲ့ဒီကုန်ပြီ show oh my god show အယော triple game ဒါနဲ့ဆို mini ရပေါ့ကဲဒီနေ့မှာတော့အားလုံးပဲမြင်ကြတဲ့အတိုင်းပဲအလူကန်မာဒစ်လက်ဘူးအစားရှိတဲ့ global player ကြီးတွေရဲ့ minions တွေ service တွေရရှိထားတဲ့ video တွေကို brother တို့ကကြည့်ရှုခန်းစားကြမှာပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ဒီ video လေးမစခင်မှာ video လေးကို VPN လေးဖွင့်ပြီးတော့အားပေးကြဖို့အတွက်တောင်းဆိုခြင်းပါတယ်ခင်ဗျာကဲကောင်းညွေ let's go ကဲအလူကန်လေးနဲ့ကျွန်တော်တို့စလိုက်မယ်ခင်ဗျာဟုတ်ပြီ free လေးစားနေတယ်ကြောင်ရင်လာနောက်တယ်ဆွဲတတ်တယ်ဗျာ fanny ကလည်း oh my godအဲ့လိုမျိုးတော့မလုံးနဲ့လေကွာဘာစားတော့မှလဲကိုယ့်ဘက်ကိုစားလေကိုယ့်အနေကိုပေးထားတယ်အားရောက်ရင်ဘလူးဘက်တွေပါကြိတ်ကုန်ပြီအားရောက်တော့တစ်ခါပါတက်ကြိတ်ကုန်ပြီဟာတော်တော်များနေပြီနော်မင်းကတော်တော်များနေပြီတိခံတော်များနေပြီရောက်ရင်တိမခံတော့မှ3ချက်ပဲခုတ်တာ oh my god 3ချက်ပဲခုတ်သွားတယ်သဘောကျတယ်ကွာအောင် triple key ခဏလေး mini ရမှာလား mini ရမှာလားရောက်ပြေးတယ်လုံးမလား skill 1လေးတော့ရတော့မယ်ပြောလေက mini ရကောင်းကြီးတို့ရရှိုးလိုက်ကောင်းကြီးတို့တကယ်အကျန်းကြီးစကေးအကျန်းကြီးခရီးကိုတစ်ခါနောက်တာမဟုတ်ဘူးရသိလားတောင်မီနီရောက်ယူပြီးတော့လုံးဝကိုနိုင်အောင်စော့ပြသွားတယ်သဘောကျတယ်ကဲနောက်တစ်ခုကလပူ okay အဲ့ဒီနဲ့ဟုတ်တယ်ဗျာဖလစ်ကာနဲ့ oh my god 5 man စတန်လားတော်ရတဲ့ဒီ5 man ဝင်စတန်ပြတာလို့သဘောကျတယ်ကွာရောက်ရင် okay ဒါတော့ဗဒန်းကောလေးပဲဖြစ်ပါတယ်ဟုတ်တယ် recall လေးပြပြီးတော့သူဟွာလုံးနေပြီဟွာလုံးနေအိုးကောနေမြ flicker လေးနဲ့ဘောကြတယ် recall ပြန်ပြလိုက်တယ်အမအဲ့ဒီနဲ့ထိုးတယ်ဟိုကောင်မူးနေတာ oh my god တပည့်ကြီးဘောကြတယ်အမတစ်ချက်ထိုးတယ်နှစ်ချက်ထိုးတယ်အယောင်ရဟုတ်တယ်ခင်ဗျာအဲ့ဒီစကေးတူးလေးကိုချန်ပြီးသုံးလာတော့ဒါဟုတ် TikTok ဗဒန်းဟလာဗဒန်း TikTok okay ဘောကြတယ်ရာကောင်းကြီးစကေးကတော့သွားရှုံးလို့မရအောင်ပေါ့နော်သွားရှုံးလို့မရအောင် okay နှစ်ချက်မန်တကယ် join ဆိုတဲ့ hero ကဗျာသိလားတကယ်ကိုထိန်းရတင်ရခတ်တဲ့ hero ဒါပေမဲ့ तू ကဗရန်နဲ့ထိန်းပြနေတယ်အိုးလှလိုက်တာကွာလှလိုက်တာဟာတိုးလိုက်တော့တစ်က scale လေးကိုရှိုးလိုက်တော့ကောင်းညိုအမဟို2 man လေးပဲလှတယ်ကွာသဘောတွေကြာမိနေokay oh my god flicker လေးနဲ့ဝင်ထိုးတယ်1 man လေးပဲဒါပေမဲ့လည်းဒီဘက်ကကောင်မသေးသွားဘူး oh my god အယောင်ရင် hyper လေးလဲ short အမ2 man လေးလား2 man လေးတော့မဟုတ်1 man လေးပဲ shortကဲဒါပဲကောင်းပြီလှတယ်ဗျာကဲလူကနောက်ထပ်လူကထက်လာဟုတ်ဗျာလူကကိုသူက second pit 10 pit ပြစ်တာဟိုက asset ဟာ Karina သွားပြီဗောဘလို့ခုတ်တော့မှာ Karina ကလည်း immune နဲ့သွားပြီဗောသူကတော့ item တွေပြထားတယ်ဟုတ်တယ် value ရှောင်းတယ် retreat ကောဘယ်သူရမလဲဟောကောင်းလေဗျာ retreat ရအောင်ပေါက်ပေးရသွား oh my god တပည့်ကင်းမှာရောက်ယူပြသွားတယ်ဘောကြတယ်ကောင်းလို့ရသဘောကြတယ်တို့ oh my ယောရေ damage ရကျွတ်ထွားနေတာပဲသူများရဲ့အလူကကောင်ကျန်းတာဝါယောငါတို့ဘက်ကအလူကနေပြန်ကောက်ကင်လိုက်ငါတို့ဘက်ကတလွဲတယ်ကြီးပဲသူတို့ဘက်မြန်ကျန်းတာငါတို့ဘက်မြန်တလွဲတယ်ကြီးပဲကွာစိတ်ရတာကြည့်လိုက်အောင်ခေါင်းကြီးကိုချိုးလိုက်တော့oh my god တောင်းရတယ်ရောက်အောင်လားသလုံးဟာကိုယ်အိမ်မဟုတ်ကိုယ်ရမဟုတ်ဘူးလား enemy အိမ်ဒုက္ခပဲဝင်ရိုက်ကုန်ပြီအော်အယောကျန်းနေကောင်းရိုးရရှိုးလိုက်တော့ဒီလိုလူကပလီယာဘလို့ဘယ်မှာပေါ်ဝင်ရမလဲပြော okay ဒါဘာဟီရိုးရုံခဏလေးအော် Martis okay Martis show မယ် global number 2ရတယ်ဟိုရှိုးလိုက် global number 2သဘောကြတယ်ရောကမ်မိုရီးယားသူကမ်မိုရီးယားကွာ global number 2အန်တကယ် immortal ကိုသူက163 okay သူ့ရဲ့ game play တော့ပြအောင်နော်ခက်ရှိလောက်မှာပေါ့ဘယ်လောက်ထိကျင်းမလဲပေါ့နော်တကယ်လားကျင်းလားပေါ့နော်ကမ်မိုရီးယား player တွေဘယ်လောက်ကျင်းလဲဆိုတော့ကျွန်တော်တစ်ချက်တော့သွားပြီးတော့ရှူလိုက်မှာငယ်ငယ်လေးဆက်ရှူလိုက်ဒီက Martis hyper ဆော့ရယ်ပေါ့နော်အော်လုံးဝ damage ပြီးတန်သွားမှာလားပါoh my god အယောင်ရေးဟုတ်တယ်ဗျာဘလိုပဲနံပါတ်ဟိုဘက်ကလည်းမဟုတ်တယ်ဗျာဟိုဘက်ကလေးလာဟာတော့ရေး Matic Immortal မှာလေးလာလဲကျဲနေတူလေငါတို့ offer မှာတော့လေးလာပြီးရင်ဆဲရတယ်ဟာအယောင်ရေး okay အိုးရောဟိုကလေးလာလူတာတော့ retreat မပါဘဲနဲ့သူရအောင်စားပြသွားတာတကွက်အမတော့ဟုတ်တယ်ဗျာ devil ကြီးအယောင်ဟုတ်
ဟုတ်တယ်ဗျာတပည့်ကြီးရနေပြီနော်တပည့်ကြီးရနေတော့ငါကောင်မာတစ်ကိုသွားမပေးနဲ့နော်သွားမပေးနဲ့နော်အမ triple ကြီးဗျာရောက်မီနီရဲ့ကဲမီနီရဲ့ခေါ်ကြည့်လို့ဘယ်နှမိနစ်မှမရှိသေးဘူး3မိနစ်ခွဲတော့မရှိသေးဘူး Oh my god ကျန်လိုက်တယ်ပဲရောက်ရေးအိုးရောက်အေးအမတပည့်ကြီးတော့မှငါသိတယ်တပည့်ကြီးတော့မှရောက်မဟုတ် triple အော် triple မကြီးတော့တော်သေးတာပေါ့ No my god ရုပ်အောင်ရောက်ရေးကောင်းလိုက်တာကွာရုပ်ရေးခဏလေးနေပေါ့ရုပ်အမရောက်ရေး second one တစ်ချက်ရဲ့ damage ကိုရှိုးလိုက်အောင်အိမ်ဖက်နေတာဗျာကွာရောက်သူများအိမ်နေတော့ရောက်အဲ့သူများအိမ်နေတော့ကိုယ့်အိမ်မုံတော့အာစိုက်ပြတာတော့ဝင်ပြီးကိုကျန်းပြတာရှုံးလို့ဝင်ပြီးကိုကျန်းပြတာရှိုးစကေးရရှယ် Oh my god ရောက်ရေး double game အမရောက်ဒါနဲ့ဆို triple game ဘာမှမမီနီရဲ့လိုက်ချတယ်ဒီဆုံးမြေဆုံးငါကောင်မရှာတော့ဘူးမီနီရဲ့မရှာတော့ကဲကျန်းလိုက်တဲ့ဘေးသဘောကျကဲလက်ဘူးဒီလက်ဘူးကလည်းမီနီရဲ့တွေဘာကြီးလုံးပြအောင်မလားချက်ကြည့်လိုက်အောင်စားပေးလောက်တော့လုံးလိုက်တော့မီနီရဲ့လေးကမြင်းနေရည်စားပေးလောက်လုံးလိုက်โอเคတသိန်းလုံးမကြံတော့အဲ့ဒီလေးကို तू ကစောင့်နေတာဟုတ်ပြီခင်ဗျာအဲ့ဒီရပြီပြန်ဝင်တယ်ပြန်ရိုက်တယ် level အထူတူပဲနော် level မကွာ Oh my god အယောင်အဲ့ဒီကုန်ပြီ shot Oh my god shot အယောင် triple gate ဒါနဲ့ဆိုမီနီရဲ့ပေါ့ကျန်းနေကွာသဘောကျတယ် okay နောက်ထပ်လက်မှုတို့ရောဟုတ်တယ် Oh my god ယောသုံးကောင်ကြားလေးကိုပြေးဝင်သွားတာသူ့အိမ်သူ့ရာကြလို့ Oh my godရှိုးလိုက်တော့အောင်ယူကျန်းနေတော့ရှိုးလိုက်တော့အိုးရောက်ရေးဘယ်နှယောက်နဲ့ဆိုးနေအောင်ဟုတ်လား2ယောက်ဒီဘက်မှာ2ယောက်ဒါနဲ့3ယောက်3ယောက်မဟုတ်ဘူးတကယ်လဲ4ယောက်အေး4ယောက်နဲ့တွဲနေတာ Oh my god legendary ဒါနဲ့ဆိုတပည့်ကြီးလားရောက်ရေးတပည့်ကြီး triple gate ပေါ့ယောတပည့်ကြီး triple gate Oh my god 4 versus 1တီးပြသွားတာရှိုးလိုက်အောင်ကဲလူကမလီယာလေးချက်ကြည့်လောက်အောင်โอเคဂလိုပဲတဲ့ဟိုဘက်ကဂလိုပဲပါတာပေါ့အဲ့လိုမျိုးပြောချင်တာဂလိုပဲ2កောင်လားပါလေဂလိုပဲ3កောင်ပါတယ်ပေါ့နော်သူပါလို့မလဲချက်ကြည့်လိုက်မှာဟုတ်တယ် retreat ရောရအောင်ပေးသွားတယ်โอเคကောင်းလေဘက်ကဒီဘက်ကအိမ်ပေါက်လာစောင့်နေပြီတော်သေးတာပေါ့လို့နော်လာပြီးနောက်တယ်ဗျာဒါပေမဲ့သူ retreat ရအောင်တော့သူပေါက်တယ်โอเคဟိုမှာကေးတကေးရပြီဟို trip ပဲကေးရောက်ရေးတာဝါထဲဒီပါဝေရိုက်နေပြီလို့ကျဲလာမကျဲလာကြည့်လိုက်တော့Oh my god ရောက်ရင်ဟုတ်တယ်ခဏလောက်ရှောင်းလိုက်နိုင်တယ် retweet လည်းမရှိဘူးနော် retweet မရှိဘူးကြောက်အဲ့ဒီနဲ့စားပြသွားတယ် Oh my god ကျဲနေဟို Oh my sandstone မိသွားပြီပေါ့ဒါပေမဲ့လည်းသူ့ sandstone စတန်းတဲ့အချိန်မှာပြီးအောင်မလုပ်နိုင်ဘူးဆိုရင်အကုန်လုံးပြန်ဖုတ်မှာ तू ကအကုန်လုံးပြန်ရိုက်မှာ तू ကပြန်ရိုက်မှာပြန်ကျုံးမှာ तू ကအဲ့ဟုတ်တယ်ဗျ enemy 3កောင်သူစီရောက်လာတယ်သူ့ဘေးနားမှာဘူးမှမရှိဘူးဟိုဘက်မှာတော့ LA ရှိတယ်ဟုတ်တယ် AD ပေးတယ် AD နဲ့ပြန်ပြီးရိုက်တယ် Oh yo yeah ဒါအမေကိုကျိုးလိုက်အောင်တယောက်နဲ့လုံးပြနေတာနော်ဒီပဲ။အိုးရောင်ကြီးဟုတ်တယ်။သူက damage တော်တော်များနေဘာလို့လဲဆို level လည်းတအားများနေပေါ့နော်။ချိုးလိုက်အောင် level ကတော်တော်ကွာနေပြီ။ဒါတော့ enemy ဘက်ကလာနောက်တဲ့လူတွေနော်ဒါတော့ပြီးတော့ global တွေဟိုဘက်ကအိုးရောင်ကြီးတွေ့သွားလားမသိလိုက်ဘူး။အိုးရောင်တစ်ချက်နှစ်ချက်သုံးချက်အိုး Oh my god တကယ်ကျန်းနေဘယ်ကွာကြည့်အောင်ချိုးရအောင်သဘောကြတယ်ဒီပဲတော့ရောင်ကြီးသဘောကြတယ်ကွာသဘောကြတယ်ကဲဒီကတော့ Ruby ကလေးရောက်သွားပြီ Ruby နော် Ruby လေးကလေးရောက်သွားပြီ Ruby လဲ global ဘယ်လောက်လဲကြည့်တော့ဟာ global 1 Ruby ဟာအာရောင်အပေါ်ကောင်လေးလဲ global run Roger global ဟာ global တွေကြီးပဲကျန်းလိုက်လား global တွေကြီးပဲအာရောင် global တွေကြီးပဲရှိုးတော့ဟုတ်တယ်အဲ့ဒါလဲ global number 7 Z လောင်နဲ့တွေ့တာသူက global number 7 Z လောင်နဲ့ထင်းရတာ Z လောင်ဘယ်လိုလုပ်ပြမလဲတော့ချက်ကြီးစောင့်ကြည့်လိုက်မယ် okay သူကဘတ်ရှင်းနေပေါ့နော်ရှင်းပြီးသွားရင် enemy ရဲ့ red back ကိုလာပြီးနောက်နေကြတယ်2ယောက်3 Oh my god ရောက်ရေးဒါပေမဲ့သူ့ဘက်ကလာမကူကြဘူးလားလာမကူရင်တော့ဒီမှာပေးရတော့မှာနော်ကေးရဒါပေမဲ့လည်းဟောမာတယ်ဒါပေမဲ့ fat play ရလိုက်တယ် okay ဆိုတော့ဒါတန်သွားပြီတော်တော်လှုပ်သွားပြီဟုတ်တယ်ဖမ်းရတာကောင်းတယ်တန်ဖမ်းရတာကောင်းတယ်ဆိုရင်တော့ hero gear တော့ easy လေးပဲဟိုလက်မပိုးတော့မရတဲ့တိတ်ကနေစောင့်ပြီးရောရောက်ရေး global 7 Z လောက်ကတော့ငိုတော့မှာပဲငါကောင်လုံနေတာနဲ့တော့ဒုက္ခပဲကောင်းတယ်ဗျဖမ်းမိတာတော့ကောင်းတယ်အဆက်လုပ်တယ်ရွှိုင်းတယ် Oh my god အယောင်ကြီးဟုတ်တယ်အိုးရောင်ကြီးဘာနဲ့ဖမ်းလိုက်တော့ဘယ်သူကဖမ်းလိုက်တော့
မျက်စိတော့မျက်စိတောင်လည်းမျက်စိရည်လည်းလမ်းနေမားနေပြီဟာလည်းမသိဘူးချက်လောက်ကြည့်တော့ Oh my god ရောင်ရေးဒီ global နဲ့တွေ့တာဟိုဘက်က global number 7စီလောက်လည်းမကျန်းနိုင်တော့ဘူးဘာလို့လဲဆိုတော့ဒီဘက်က global 3ယောက်တောင်များသိရမလားဒါတော့တော့ရှိမှာပေါ့ရောင်ဖမ်းတော့မှာဟုတ်တယ်ဖမ်းလိုက်ပြီနှစ်ချက်အာယောသူက damage နဲ့ဆော့တာသိလား damage သွေးတက်နဲ့ဆော့တာ Rubio damage သွေးတက်နဲ့ဆော့တာကျန်းနေကောင်းမျိုးထိုးလိုက်မကျန်းနေသူများကျန်းနေဆိုတာလဲလေဒါက global number တွေတကယ်ကျွမ်းကျင်ချင်းမို့လို့ကျွမ်းတာเนาะကောင်းကြီးတို့ကျွန်တော်ကိုင်လို့မကျွမ်းဘူးကျွန်တော်ကိုင်လဲလို့မကျန်းဘူးပြောပါတယ်အော်ယောမသိအမော်160မစိုးပါ point ကောင်းလိုက်တာချိုးလာအောင် global number တွေကြီးပဲကဲဒီကောင်ဘိန်းကလေးရောက်ပါပြီဘိန်းကလေးရောက်ပါပြီကဲဘိန်းအော်ယောနှစ်ချက်သုံးချက်လေးချက်ဟာယောကျဲနေလို့ချိုးအဲ့မှာအဲ့ဒီတိုက်ဟာအဲ့ဒီလေအော်ယောအဲ့ဒီလေတိုက်ပြီးတစ်ချက်ရိုက်လိုက်တာဟောခဏလေး Oh my god ရောက်ရေးစကေးဒူလေးတစ်ချက်ပဲပတ်လိုက်တာဖုံးသွင်းသေးရောရှုပ်ကျဲနေဟောရောဟုတ်တယ်ဗျ item တွေက तू item ကိုမေး item နဲ့ဆော့တာဗော तू က तू ပြောရင်Oh my god ခေါင်းမျိုးရာရှိုးလိုက်တော့ तू အဲ့ဒီလေးတိုက်ပြီးတော့စကေးဒူလေးတစ်ချက်ပတ်လိုက်ရှုံးဟာဒုံးကြီးနေတင်သေးနေတာဟိုဘက်ကဘာမှကိုလုံးလို့မရဘူးချင်းနေရှိုးတာအိုးစကေးဒူတိုင်းမိရကျန်းလိုက်တာကွာဘိန်းကြီးကကြည့်လိုက်အောင်ဝါအိုးဘာမှကိုလုံးလို့မရအောင်ကောင်းမျိုးရာကဲမြင်းတဲ့အတိုင်းပဲဒီနေ့မှာကြည်သွားတာလုံးဝကို global player တွေရဲ့ service တွေ mini video တွေကိုကြည်သွားတာပဲဖြစ်ပါတယ်ဆိုရင် brother တို့ကြိုက်တယ်ဆိုရင် video လေးကို like လေးလုပ်ခဲ့ပေးပါအောင် channel လေးကိုလည်း subscribe လုပ်ရသေးဆိုရင် subscribe လေးလုပ်ခဲ့ပေးပါကဲဒီနေ့ video ကဒီနေ့အတွက်ဒီလောက်ပဲနောက်နေ့မှာဘယ်လိုမျိုး player တွေဘယ်လိုမျိုး service တွေဘယ်လိုမျိုး hero တွေရဲ့ video တွေကိုယူလာပေးရမလဲ reaction လုပ်ပေးရမလဲဆိုတာ comment မှာကြံပေးခဲ့လို့ရပါတယ်ကျွန်တော်အတတ်နိုင်ဆုံးဖြည်းဖြည်းချင်းနဲ့လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ကဲဒီနေ့ video တွေကဒီနေ့အတွက်တော့ဒီလောက်ပါပဲနောက်နေ့မှာပြန်တွေ့ကြပါမယ်အားလုံးပဲဘိုင်ပါ